တော်ကြီးတွေအမေရိကန်မှာနော်84ရက်လောက်ရှိပြီရှောင်းနေတာအဲ့ဒါကျမအမြဲပဲလိုက်နေပါတယ်သူတို့ပြောတဲ့တရားတွေကလည်းနေရာတိုင်းမှာအဓိကကတော့တရားမှတ်တာသင်ပေးတာရှင်အဲ့ဒါပြောပြအောင်မယ်အမေရိကန်မှာဆိုလို့ရှိရင်အမေရိကန်တွေကများသောအားဖြင့်ဗမာပြည်မှာလည်းရှိတယ်ပေါ့နော်ဗမာပြည်မှာလည်းရှိတဲ့ခါကျတော့You are going to get to the dog, but just to understand how far no, that see, I already shown that. America Ma. The door of the White House and travel in a straight line. မိသားစုတိုင်းမှာပြဿနာတွေရှိကြတာပေါ့နော်နောက်ပြီးတော့အလုပ်တွေလည်းလုပ်ရတယ်မိသားစုတွေလည်းနေရတယ်ဆိုတော့လေအမြဲပဲပြဿနာတွေရှိတယ်လင်မယားတွေကလည်းအမြဲပဲကွဲကြတယ်လေလင်မယားတွေလည်းကွဲကြတဲ့အခါကျတော့ဘာဖြစ်တယ်လဲဆိုတော့သူတို့ကအဲ့လို psychiatrist တွေတော့တွေ့ရတယ်တနာယူဒေါ်လာ100လောက်ပေးရတယ်တွေ့ရတယ်အဲ့ဒါတွေ့ပြီးတော့ဟိုကပြောတာအမလေးသူတို့ကအဲ့လိုကလေးတွေလည်းတချို့တွေအဲ့လိုပဲပြဿနာတွေရှိရင်အဲ့တော့တွေ့ရတာပဲအဲ့ဒီ psychiatrist လာဒီဟင်းပေါ်တင်တာပေါ့ဟိုသူတို့ရဲ့စိတ်ဘယ်လိုဖြစ်နေလဲဘာလဲဟို counseling ခေါ်တာပေါ့ counselor နဲ့တော့တွေ့ရတယ်အဲ့တော့ဒီအခုဆရာတော်ကလေ counselor လို့ပဲလူတိုင်းကိုလေ free counseling advice ပေးနေတာသိလားမိသားစုတွေအစင်မပြေတာတွေရောအလုံးမအစင်မပြေတာတွေရောခါရယောဂတွေရှိလို့စိတ်ဓာတ်ကျနေတာတွေရောအားလုံးကိုသူနဲ့တွေးလိုက်တာနဲ့အားလုံးကလည်းခါရအကုန်လုံးကကျင်းနာသွားပြီးတော့သူတို့ဘယ်လိုလောကကြီးမှာဘယ်လိုနေထိုင်ရမယ်ဆိုတာသိသွားတာဒီဗုဒ္ဓဘာသာတရားတော်မြတ်ပေါ့နော်တရားတော်မြတ်ကိုဟိုတရားရည်တိုက်ကြွေးလိုက်တာပေါ့အဲ့တော့သူတို့ counselor တွေကမကားမှုရှင်များသောအားဖြင့်ဟိုလူတယောက်ကိုဆိုရင်သူတို့ပြောရင်ငငယ်တော့ trauma ရခဲ့တယ်ငငယ်တော့နင်းအမေကနှိပ်စက်ထားလို့နင်းအဖေပတ်ဝန်းကျင်ကြောင့်နင်းကအခုအဲ့လိုဖြစ်နေတာလင်မယားဆိုလည်းနင်းယောက်ျားဒီလိုဖြစ်လို့ toxic ဖြစ်လို့နင်းကခံစားနေရတာအမြဲပဲခါတဲ့အဲ့ဒီ counselor စီသွားပြီးလို့ရှိရင်ပြန်လာပြီးရင်သူတို့ယောက်ျားတို့သူတို့နင်းတို့ခါတဲ့မိဘတို့ပြန်ပြီးတော့အဲ့လူတွေကဆွဲတော့တာပဲအဲ့ counselor တွေကအဲ့လိုပြီးလို့ရှိရင်ဟိုသူတို့စိတ်ကိုညှို့ပြီးရင်ငယ်တော့အကြောင်းတွေကိုမေးဘာကြောင့်ဆိုတော့ကလေးတွေကလည်းဟိုမိသားစုမျိုးစုံမှာကြီးလာတော့တချို့တွေကြလို့ရှိရင်ငယ်တော့စိတ်ဒဏ်ရာတွေရှိတဲ့ဟာတွေကသူတို့ကအဲ့လိုဖြစ်နေတာပေါ့ချို့ဆိုလဲသူတို့မိဘဟိုအစ်စ်နေနေပေါ့နော်အဖေကအမေကိုရိုက်တာတွေပါမြင်ကြီးလာတော့အဲ့ကလေးကလည်း तू ကလည်းသူ့မိန်းမကိုကြီးလာရင်သူ့အဖေလိုပဲလှုပ်တာအဲ့လိုမျိုးတွေဟိုယောဂတွေကအများကြီးရှိကြတယ်လေစိတ်ယောဂတွေပေါ့အခုကြတော့လေဆရာတော်ကသင်ပေးတော့လေအားလုံးကလေခါတဲ့လူတိုင်းကတော့လေမိသားစုသို့မဟုတ်အလုပ်သို့မဟုတ်ရင်ဘာမဆိုပြဿနာတွေကရှိကြတာပဲလေဆရာတော်ကအားလုံးနင်တို့တဲ့ရက်တဲ့အသက်ကိုရှူအသက်ကိုထုတ်အဲ့မှာပေါ့ဟိုတကယ်လို့တခြားအာယုတခြားတွေစဉ်းစားမိမယ်နင်တို့အတိတ်ကိုစဉ်းစားရင်လည်းနင်တို့အတိတ်ကဝမ်းနည်းစရာတွေနဲ့နင်တို့စဉ်းစားနေမယ်အနာဂတ်ကိုတွေးရင်လည်းစိတ်ပူစရာတွေဖြစ်နေတယ်တနေ့အတိတ်ကိုတွေးလိုက်အနာဂတ်ကိုတွေးလိုက်နဲ့ပြစ္ဆုတ်ပွဲမှာမနေဘဲနဲ့အဲ့ဒါဟိုဟင်းချက်ရင်းနဲ့လည်းတခါတည်းဟိုခါတဲ့လက်တွေပါတွေဓားတွေပါတွေရှာမိရောဘာကြောင့်ဆိုအလုပ်တစ်ခုဆိုရင်ဟင်းချက်နေတယ်ဆိုရင်လည်းဟင်းချက်တဲ့အလုပ်ပဲမလုပ်ဖဲနဲ့စိတ်ကအဲ့လိုမျိုးပူပန်နေတော့အဲ့လိုကိုတန်ရာရတယ်တဲ့အဲ့စိတ်ကိုပေါ့ကျမတို့ဗုဒ္ဓဘာသာမှာကြတော့မြတ်စွာဘုရားတင်တယ်လေဟိုစိတ်စင်ရိုင်းကိုချွန်းနဲ့အုပ်ရမယ်တဲ့အဲ့ဒါဆရာတော်ကတော့သူတို့တင်တာငါတို့အုံနောက်ထဲမှာစိတ်ထဲမှာ wild animal တဲ့နော်အရိုင်းဆိုင်တဲ့တရိတ်ဆန်ရှိတယ်တဲ့အဲ့ဒါကိုနင်တို့ထိရင်ထိမထိလို့ရှိရင်နင်တို့လည်းထိမိမယ်သူများကိုလည်းနင်တို့ရံပြုမိမယ်တဲ့အဲ့စိတ်ကတဲ့ဟိုအဲ့စိတ်ကအရမ်းပဲဓာတ်လိုပဲထက်တယ်တဲ့အဲ့တော့သဘောအားတဲ့နင်ဒီဓာတ်ကိုကင်တာမထွင်ရင်ပေါ့နင်စိတ်ကိုမထိရင်ဒီဓာတ်နဲ့နင်တို့ဟင်းချက်ရင်လီးမိတယ်မလားအဲ့လိုပဲပေါ့ဟိုဒီဓာတ်တဲ့တောင်စိတ်ကထက်တယ်တဲ့ကိုယ်စိတ်ကိုမထိန်လို့ရှိရင်ပေါ့ကိုလည်းရံပြူမယ်သူများကိုလည်းရံပြူမယ်နော်အမှန်မှာတော့
ကျမတို့ဗုဒ္ဓဘာသာစိတ်စင်ရိုင်းပေါ့စိတ်ရိုင်းကိုခိုင်ချွန်းနဲ့အုပ်ရတယ် control လုပ်ရတယ်အမြဲပဲကိုယ်စိတ်ကိုထိန်းနေရတယ်เนาะဟိုမကောင်းတာတွေเนาะဒီဟိုဝင်လာရင်မကောင်းတဲ့စိတ်တွေဝင်လာရင်ချက်ချင်းတက်ပြရတယ်ဆရာတော်ကအဲ့ဒါကိုပြောတာကျမတို့ကအာသဘောတရားတွေပေါ့အာသဘောတရားတွေเนาะကာမစန္ဒာတို့ဗျာပါတာတို့ကျမပြောပြီးပါပြီအဲ့လိုစိတ်တွေမကောင်းတဲ့စိတ်တွေသူများကိုအန်တီပြုကျင်တာတွေကိုအန်တီအဲ့ဒီစိတ်တွေပေါ့เนาะသူများကိုမနာလိုတာတွေအဲ့ဒါတွေပေါ်လာလို့ရှိရင်ချက်ချင်းတက်ပေါ့ဆရာတော်ကအဲ့လိုပြောတာကိုယ်စိတ်ကိုအမြဲပဲ control လုပ်ရမယ်ပြီးရင်ပတ်ဝန်းကျင်မှာ toxic ပေါ့ toxic သူတို့စီမှာ toxic person တွေရှိမယ်ပေါ့ရှိလို့ရှင်တတ်နိုင်ရင်တယောက်ထဲနေတာကောင်းတယ်ပေါ့အဲ့ဒါတော့သူတို့အမြဲပြောတယ်ဥမာလင်မယားမတည့်ဘူးပေါ့မတည့်ဘူးဆိုသူတို့စီမှာတော့တယောက်ထဲနေတာမှကောင်းသေးတယ်တဲ့ကိုယ်တစ်ချိန်လုံးပေါ့အဲ့လိုမျိုးစိတ်ဆိုးအောင်ဒေါသဖြစ်အောင်နော်ဝမ်းနဲ့အောင်လုံနေမဲ့လူနဲ့နေမဲ့အစားပေါ့တယောက်ထဲနေတာမှကောင်းသေးတယ်တဲ့ဆရာတော်ကလည်းအဲ့လိုပဲပြောတယ်နောက်ပြီးတကယ်လို့ပေါ့နော်မိသားစုထဲမှာပေါ့နင်အလုတ်ကပြန်လာလို့ရှိရင်ပေါ့နင်ကအလုတ်ကအချိန်အလုတ်တရား stress တွေကြောင့်မျက်နှာကြီးအိုနေမယ်ရှုပ်နေမယ်ဆိုကိုမိသားစုကလည်းစိတ်မချမ်းသာဘူးတဲ့ဆရာတော်ကငါဆိုလို့ရှိရင်ပေါ့ပြုံးနေရင်နင်တို့ငါ့ကိုတဲ့သဘောကျမှာပေါ်တယ်ငါတဲ့စိတ်ဆိုးနေရင်နင်တို့ငါနဲ့ဘယ်တွေ့ချင်ပါမလဲတဲ့ဆရာတော်ကအဲ့လိုပဲနင်တို့လည်းပေါ့အဲ့လိုstress တွေရှိလို့ရှိရင်ရက်ပြီးလို့ရှိရင်အသက်ကိုရှူထုတ်ရှူသွင်းရှူထုတ်ရှူသွင်းအသက်ကိုအခုနင်တို့တွေရတဲ့ဟိုအသက်ကိုဆက်ရုပ်လို့ရှူနေကိုရှူလို့ရှူမှမသိဘူးပေါ့အတိတ်တွေဟိုအနာဂတ်တွေတွေးပြီးတော့ခါရဲတေခါနီးကြမှာအသက်လူရှူတော့မှဘလို့ရှူရမှမသိဘူးဖြစ်မဲ့တဲ့ဆရာတော်ကပြောတာအဲ့တော့ခုကလေးကရှူထုတ်ရှူသွင်းတင်ထားရင်တေခါနီးကြတော့ဖြောင်ဖြောင်တန်တန်လေးပေါ့ကောင်းတဲ့စိတ်လေးနဲ့တေသွားနိုင်တယ်တဲ့သူကပြောတာနှမို့ဆိုလို့ရှိရင်နင်တို့ဒီ bad ဒီခါရဲပူဆိုရင်ပူပန်နေတဲ့စိတ်နဲ့ပဲခါရဲနေလို့ရှိရင်ပေါ့နင်တို့ဟိုကိုမမအေးချရင်ကိုမိသားစုလည်းမအေးချမ်းကိုပတ်ဝန်းကျင်လည်းမအေးချမ်းရင်ခါရတဲ့နိုင်ငံလုံးလည်းမအေးချမ်းဘူးပြီးဆိုတာတကဘာလုံးလည်းပြီးဆိုတာငြိမ်းချမ်းရေးဆိုတာရမှာမဟုတ်ဘူးတဲ့အဲ့တော့ကိုအရင်ငြိမ်းချမ်းအောင်လုပ်ပါတဲ့နောက် तू ကရှူသွင်းရှူထုတ်တင်ပေးတဲ့အဲ့အချိန်မှာဟိုစိတ်ကလေးပေါ့တခုခုပေါ်လာလို့ရှိရင်ပေါ့ဟိုဟာငါဘာမလုပ်ရသေးများမလို့ပေါ်လာရင်အဲ့ဒါကိုငါစဉ်း thought ပေါ့စဉ်းစားတယ်ဆိုပြီးမှတ်လိုက်တဲ့မှတ်ပြီးလို့ရှိရင်ပြန်ပြီးတော့အတက်ကိုရှူတယ်ဆိုတာလေအားနဲ့ရှူသွင်းရှူထုံးမဟုတ်ဘူးအသာလေးပဲ awareness ပေါ့ကိုလေလေးကနှာသီးဖျားမှာဝင်သွားတယ်ထွက်တယ်အဲ့ဒါကိုသိယုံမယ်တဲ့ပြီးတော့အဲ့အချိန်မှာတိုင်းမဲ့ဒီဟာကိုပဲအမှတ်ပြုရမယ်ပြီးလို့ရှိရင်တခြားတွေစိတ်က monkey လို့ပဲပေါ့မြောက်လို့ပဲဟိုရောက်ဒီရောက်သွားလို့ရှင်အဲ့ဆိုရင်ဒါငါစဉ်းစားတယ်ပြောပြီးတော့ပြန်ပြီးအသက်ရှူတာပြန်လို့တကယ်လို့အတန်နေကြားရင်လည်းအတန်ကြားတယ်ဘာတန်လဲလို့မစဉ်းစားပဲနဲ့ငါအတန်ကြားတယ်အဲ့လိုအထီးအတွေ့သို့မဟုတ်ရင်ကိုခန္ဓာနာလာလဲနာတယ်သိတယ်အဲ့တော့ကျမတို့မဟာစီမတင်းတဲ့နီးပါပဲအဲ့ပြီးတော့ရှူသွင်းရှူထုတ်ပြန်လို့ပေါ့မဟာစီကြတော့ဘိုက်လေးမှာဖောင်းနေပိန်နေရှူတယ်ဒီမင်းကကြတော့ဟိုကျန်တော့နှာသီးဖျားမှာရှူတယ်သွင်းတယ်ဆွန်းလွန်းကြတော့ရှူရှိုက်ဆွန်းလွန်းကတော့ကျန်တယ်အဲ့တော့မြန်မာပြည်မှာတော့နီးမျိုးစုံရှိတယ်အမှန်မှာတော့သူကအဲ့လိုအာနာပါနာပေါ့နော်အဲ့နီးကိုသင်ပေးတာကျမအခုအရန်ကုသိုလ်ရတယ်အဲ့တော့အခုဆိုလဲကျမဆိုရင်တနာရီ10မိနစ်ဆရာတော်ပြောတဲ့အတိုင်းအားတဲ့အခါဆို10မိနစ်ကတော့ရှူသွင်းရှူထုတ်လုပ်လိုက်တာပဲအဲ့ဒါဆိုလို့ရှိရင် stress တွေ release ဖြစ်သွားပြီးလို့ရှိရင်ဟိုကိုကအေးချမ်းမှုကိုရတာပေါ့ဘာမှစိတ်ပူတာတွေဘာတွေလည်းမတွေးနဲ့ပေါ့နော်တနာရီတော့10မိနစ်ပေါ့ကျမဟိုအချိန်ရရင်တော့10မိနစ်ကျမဇင်းချန်လျှောက်တယ်ရင်းဖြစ်ဟိုရင်းပေါ့စိတ်ပတိစိတ်တယ်10မိနစ်ကြာတော့အရဟံအဲ့ဒါဖျားကုံတော့ကိုဘကိုအဲ့ကိုဘစိတ်လိုက်တာနဲ့10မိနစ်ပဲကိုကတော့လမ်းလျှောက်ပြီးသားလည်းဖြစ်သွားတယ်ကျန်တဲ့အချိန်ဆိုအပြင်ထက်တွက်က10မိနစ်
ရှူသွင်းရှူထုတ်ကားပေါ်မှာဖြစ်ဖြစ်ဘယ်မှာဖြစ်10မိနစ်ကတော့ခဏလေးကြာသွားတာပဲ2မိနစ်3မိနစ်ရရင်လည်းလှုပ်ပေါ့ American တွေလည်းအခုတနိုင်ငံလုံးအဲ့လိုလုပ်နေကြပါတယ်ဆရာတော်ရဲ့ပေါ့ဝိပဿနာရှုနည်းကိုသင်ပေးတာတနိုင်ငံလုံး